Mobile Legends ကနေဂိမ်းကစားရင်းစိန်တွေအလကားယူခြင်းရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးသွားပါနော် Mobile Legends ကနေစိန်အလောင်း1000အလကားပေးနေပြီဆိုရင်ယုံကြလားဗျဟုတ်ပါတယ် Mobile Legends ကနေလူတိုင်းကန်ကောင်းရင်စိန်အလုံး1000ရရှိနိုင်မဲ့အခွင့်အရေးရှိနေပါပြီ Mobile Legends All Star 2026မှာတော့စိန်အလုံး1000ပေးတဲ့ event နှစ်ခုလာနေပါပြီပထမ event ကတော့အားလုံးသိပြီးသားဖြစ်တဲ့ Yusound All Star Skin နဲ့အတူလာနေတဲ့ event ဖြစ်ပြီးအခုထပ်လာနေတာကတော့ငါးဖမ်းရတဲ့ event ဖြစ်ပါတယ်။နေ့စဉ်နှစ်ပွဲကစားရုံနဲ့ငါးဖမ်းဖို့ငါးများချိတ်တွေရမှာဖြစ်ပြီးတင်တာကန်ကောင်းမယ်ဆိုရင်ငါးဖမ်းရင်စိန်လုံး1000ကိုရရှိနိုင်မှာပါဗျ။စိန်အလုံး1000မရခဲ့ဘူးဆိုရင်လည်းစိတ်တက်မကြပါနဲ့နော်။သူမနဲ့လိုပဲမြို့ပြိုင်နှစ်ကြီးကျောင်းမှာလွဲခဲ့ကြမယ်ဆိုရင်တော့Mobile Legends ကတော့တင့်အတွက်ဖမ်းမိခဲ့တဲ့ငါးပုံလေးတစ်စိတ်တစ်ခုအဖြစ်ပေးသွားမှာပါသူမကတာတင့်ကိုအတိမတ်မပြုပေမဲ့ Mobile Legends ကတော့တင့်ကိုအတိမတ်ပြုပေးလို့ကျွန်တော်လဲဝမ်းသာပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ကြည်ကြနှက်တယ်ဆိုရင် like ပေးသွားကြပါဦးဗျ